စက္ကန့်ပိုင်းတွင် crown design မျိုးစုံထုတ်ခြင်းနဲ့ lab တွေအတွက် damn pad ဆိုတာပါလဲသိကျင်တဲ့ဆရာတို့အတွက်ကျွန်တော်တို့ Ron Crack ကနေရှင်းပြပေးပါမယ် Digital သွားဘက်ဆိုင်ရာလုပ်ငန်းတွေအတွက်အထူးပြုလုပ်ထားတဲ့ AI နည်းပညာသုံး web based CAD တစ်ခုပဲဖြစ်ပါတယ်သူ့ရဲ့အဓိကရွေချက်ကတော့ AI နည်းပညာနဲ့ crown တွေ bridge တွေသွားအတုတွေကို design ဆွဲတဲ့လုပ်ငန်းစဉ်တွေကိုလွယ်ကူမြန်ဆန်စွာနဲ့အလိုလျောက်လုပ်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်Cloud basis web page ဖြစ်တာကြောင့်မို့လို့ဘယ် software ကိုမှ install လုပ်စရာမလိုဘဲနဲ့ internet ရတဲ့ device Chrome နဲ့ကနေတဆင့်ဝင်ရောက်လေ့လာနိုင်ပါတယ်။ဒေါ်လာအတွက်ဆိုရင်$600တစ်နှစ်လုံးအတွက်ဆိုရင်$1000ပေးဝယ်ပြီးအသုံးပြုရမှာပဲဖြစ်ပါတယ်။ payment ပေးချပြီးရင်တော့ unlimited design ဖြစ်တာကြောင့်မို့လို့တည်သက်လှပတဲ့ crown design ပုံစံမျိုးစုံကိုအခက်အခဲမရှိထုတ်လုပ်နိုင်ပါတယ်ခင်ဗျာ။ case 10ခုစာမကတဲ့ folder တွေကိုဆွဲထည့်ပြီး click တစ်ချက်နှိပ်လိုက်ရုံနဲ့စက္ကန့်60အတွင်းမှာ crown design ရရှိစေမယ့်ဒန်တဲဘတ်ပဲဖြစ်ပါတယ်။ဒန်တဲလက်ပိုင်ရှင်တွေအတွက်လည်းအထူးသင့်တော်တဲ့ဒန်တဲဘတ်ပဲဖြစ်ပါတယ်ခင်ဗျာ။ဂျပန်နဲ့ကိုရီးယားဒန်တဲတက်ဒီမှာအထူးသဖြင့်အသုံးပြုနေကြပြီးဒီဇိုင်းက Azuka Senior Designer တွေရဲ့ဒီဇိုင်းနဲ့ 95% လောက်တူညီမှုရှိတာကြောင့်မို့လို့အခုဆိုရင်ဒန်တဲလက်တော်တော်များများတော်တော်လေးအသုံးပြုနေကြရပဲဖြစ်ပါတယ်ခင်ဗျာ။